အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ရှင်းပြပေးသွားမှာကလေးကတော့မူစတာဒူလက်တာကြောင်ယုံဒီကြောက်ဒီကြောင်ယုံဒီပေါ့နော်အဲ့တော့ဘယ်လိုမျိုးကွာခြားလဲဆရာကြီးကျွန်တော်တို့ဗီဒီယိုဖိုင်လေးနဲ့ကွာရှင်းပြပေးပါဆိုလို့ကျွန်တော်တို့ရှင်းပြပေးလိုက်ပါပြီအဲ့တော့နော်နံပါတ်1မူစတာကြောက်ဒီဆိုတာကပြောရမယ်ဆိုရင်ကျွန်တော်တို့အစောကတည်းကကိုကြောက်ပြီးသားနော်ကြောက်တဲ့အဲ့ဒီຢာကိုကြောက်ရမယ်ဆိုတဲ့ဟာတိပြီးသားပေါ့နော်ကိုယ်တိုင်ကတိပြီးသားကိစ္စမျိုးတွေမှာသုံးမရတာဖြစ်ပါတယ်ဥပမာဆိုပါတော့နေကခေကမှုစောငါခေကမှုစောငါခွေးကြောက်တတ်တယ်နော်ငါခွေးကြောက်တတ်တယ်ဒါခွေးကိုကအစကတည်းကြောက်တတ်ပြီးသားကြိုက်မှန်းသိလို့လေနော်ဟာလားနောက်တစ်ခုနာခွေးရှင်းမူတတာနော်ငါတရားကြောက်တယ်နော်ငါတရားကြောက်တယ်တရားကြောက်တတ်တယ်တော့ကိုလည်းသိပြီးသားဆောကတရားဆိုကြောက်ပြီးသားဒီလိုမျိုးအခါဒီမှာဆိုရင်နော်ကျွန်တော်တို့မူစောတာကိုသုံးပြရတာဖြစ်ပါတယ်ဟုတ်ပြီနော်နောက်တစ်ခုဒူလက်တာကကြာဘာလဲဆိုရင်ခုထိမဖြစ်သေးဘူးပေါ့နော်ဖြစ်ပေါ်လာမျိုးမရှိသေးဘူးကိုကစိုးရင်ပြီးတော့ကြိုကြောက်တာပြောမယ်ဆိုရင်ပေါ့နော်ဟဲ့လားကြိုပြီးတော့ကြောက်နေရတဲ့အခါမျိုးတွေမှာဆိုရင်တော့ကျွန်တော်တို့ဒူလက်တာကိုသုံးပြရတာဖြစ်ပါတယ်ဥပမာဆိုပါတော့ရှောမေတော်ကြီးကပါဒူလက်တာဟဲ့လားနော်စာမွေးကြမှာကြောက်တယ်ဟုတ်ပြီနော်အဲ့တော့စာမွေးကြမှာကြောက်တယ်စာမွေးကမကြသေးဘူးဖြစ်လည်းမဖြစ်ရသေးဘူးဒါပေမဲ့ကြမှာအရန်ကြောက်နေတယ်ဟဲ့လားအခုထိမဖြစ်ပေါ်သေးတဲ့ဟာတွေကိုမဖြစ်ပေါ်သေးတဲ့ကိစ္စတွေပေါ့နော်ကိုကစိုးရင်ပြီးတော့ကြိုကြောက်နေတဲ့အခါမျိုးတွေမှာဆိုရင်တော့ကျွန်တော်တို့ဒူလက်တာကိုသုံးပြရတာဖြစ်ပါတယ်ဟုတ်ပြီနော်ရှိစွာကပါဒူလက်တာနော်အမားလုံးကြီးမှာကြောက်တယ်ဆွမ်းစက်နေအဖြစ်ဆိုရှိစွာကပါဒူလက်တာနော်ဆရာရှိမှာအမားလုံးကြီးမှာကြောက်တယ်ဒီလိုမျိုးလေးသုံးပြရတာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ပြန်ပြောရမယ်ဆိုရင်မူစတာကြောက်သည်နော်ကြောက်တယ်ဘယ်လိုခါမှလဲဆိုရင်ကျွန်တော်ကိုယ်တိုင်ကတစ်ခုသုံးခုကိုကြောက်ရွံ့ပြီးသားပေါ့နော်ကြောက်တယ်ကြောက်တတ်တယ်ဟာလားတစ်ခုကိုကြောက်တယ်ဆိုတဲ့အခါမှာသုံးပြရတာဖြစ်ပါတယ်ဒူလက်တာကြတော့ဖြစ်မလာသေးတဲ့ကိစ္စပေါ့နော်အခုဒီဖြစ်မလာသေးတဲ့ကိစ္စတွေမှာဆိုရင်တော့ကျွန်တော်တို့ဒူလက်တာကိုသုံးပြရတာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်မူစတာဒူလက်တာဒီနှစ်ခုရဲ့ကွာခြားချက်လေးကိုအားလုံးနားလည်မယ်လို့ထင်ပါတယ်